အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီပြောပြမှာကတော့ကျွန်တော်တို့ TikTok မှာဂျပန်အကောင့်ဖွင့်နေပဲဖြစ်ပါတယ် TikTok မှာဂျပန်အကောင့်ဖွင့်တာကကျွန်တော်တို့ပုံမှန်ဆိုရင်အပြင်မှာ9000ဆိုတဲ့ဟုတ်တယ်1000ဆိုတဲ့ဟုတ်တယ်เนาะပတ်စံပေးပြီးဝယ်နေရတဲ့လူတွေလည်းရှိတယ်ပေါ့เนาะဝယ်နေရတဲ့လူတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်ကဒီနေ့ကော့ကိုဖွင့်ပြီးတော့ပတ်စံမကုန်ဘဲနဲ့ကော့ကိုဂျပန်region ကော့ကိုအမြန်ဆုံးနဲ့အလွယ်ကူဆုံးဖွင့်နိုင်အောင်ကျွန်တော်ပြောပြပေးထားတာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဂျပန် region အကောင့်ဖွင့်ဖို့ပထမဆုံးဘာလို့လိုအပ်တယ်ဆိုရင်ပထမဆုံးဂျပန် region ဖွင့်မယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဂျပန် VPN တော့လိုတယ်เนาะဂျပန် VPN လိုတယ်ကျွန်တော်ဒါလေးကိုသုံးထားတယ်နောက်ထပ်ဘာလို့လဲဆိုတော့ကျွန်တော်တို့Google တဲ့ကိုသွားပြီးတော့ဗောနော်ဒီ Google ကိုသွားပြီးတော့ကျွန်တော်တို့ clear data လောက်ကမှာဗောနော်ဒီမှာ clear data ဒီပေါ်ဆုံးမှာရှိတဲ့ clear all data ကိုနှိပ်လိုက်เนาะနှိပ်ပြီး okay ဒါဆိုရင်ကျွန်တော်တို့ဒါတစ်ခုပြီးသွားပြီပြီးရင်ကျွန်တော်တို့ဘာလို့လဲဆိုတော့ကျွန်တော်တို့ Gmail ရဆိုရင်ကျွန်တော်တို့တခါမှ TikTok မချိတ်ဘူးတဲ့မဖွင့်ဘူးတဲ့ Gmail ဖြစ်ရမယ်ပေါ့နော်ဒါဆိုရင်ပြီးသွားပြီဆိုရင်အဲ့ဒါတွေအကုန်လုံးစစ်လို့အဆင်ပြေသွားပြီဆိုရင်ကျွန်တော်ဂျပန် VPN ဖွင့်ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီပေါ်မှာပေါ်သွားပြီဆိုရင်ကျွန်တော်ရပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဂျပန် VPN ချိတ်တာအဆင်ပြေလားမပြေလားကိုကျွန်တော်သိချင်နေဆိုရင်ကျွန်တော်ဒီ FAST ဆိုတဲ့ဒီ software လေးပေါ့နော်ဒါလေးနဲ့တော့စစ်ကြည့်လို့ရတယ်ခင်ဗျဒါဆိုရင်ကျွန်တော်ခဏလေးစောင့်လိုက်မယ်နော်ဒါပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီ show more info ဆိုတာလေးကိုနှိပ်လိုက်နော်အဲ့မှာဆိုဒီမှာအောက်မှာတွေ့ရမှာကျွန်တော်တို့ Tojo Japan ပေါ့နော်ဒါဆိုရင်တော့ Tojo ကျွန်တော်တို့ Tojo VPN ချိတ်ထားတာအဆင်ပြေတယ်ပေါ့နော်အဲ့လိုပြောရမှာပေါ့ပြီးပြီဆိုရင်ကျွန်တော်တို့ပထမဦးဆုံးဘာလုပ်ကမလဲဆိုတော့ကျွန်တော် Google ကိုသွားမယ် Google ကိုသွားပြီးဆက်ဘားလေးမှာကျွန်တော် TikTok login လို့ရိုက်ချလိုက်နော်ဒီပေါ်မှာ login ဆိုတာရှိတယ်အဲ့ဒါနှိပ်လိုက်မယ် login ကိုနှိပ်ပြီးတော့ကျွန်တော်ပေါ်ရမယ်ပေါ်တဲ့အခါ not now နှိပ်ပေးရမှာနော်ပြီးပြီဆိုရင်ကျွန်တော်တို့က Google နဲ့ချိတ်ရမှာပေါ့နော်ဒီ Google နဲ့ချိတ်မဲ့အတွက်ကြောင့်ကျွန်တော် Google ကိုရွေးပေးရမယ်ခုနကကျွန်တော်ပြောခဲ့သလိုပဲဒီမှာတစ်ခါမှမဖွင့်ဘူးတဲ့ Google နဲ့ Google account နဲ့ပါကျွန်တော်တို့ရမှာပေါ့နော်ဒီတစ်ခါမှမဖွင့်ဘူးတဲ့ Gmail account နဲ့မှရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့တစ်ခါမှမဖွင့်ရသေးတဲ့ Gmail account ကိုရွေးလိုက်မယ်နော်ရွေးလိုက်ပြီဆိုရင်ကျွန်တော်ဒီမှာနော် sign into TikTok လာတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာcontinue ကိုနှိပ်ပေးရမယ်နော်ဒါဆိုတော့သူ login ဝင်နေပြီနော်ခဏလေးစောင့်ပေးလိုက်ပါဒီမှာမွေးတက္ကရာထည့်ရမယ်ဗျမွေးတက္ကရာကျတော့ကိုအဆင်ပြေရတော့ထည့်လို့ရပါတယ်ဒါပေမဲ့ကိုမွေးတက္ကရာကိုပို့ပြီးတော့မှန်ကန်ထည့်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေနိုင်တယ်ခင်ဗျကျွန်တော်ရဲ့အမှန်ကိုကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ပြီးကျွန်တော်နှိပ်ကိုနှိပ်လိုက်မယ်ဒီမှာ user name တခါတည်းရေးလဲရတယ်ခင်ဗျကျွန်တော်တော့မရေးတော့ဘူးနောက်မှပြန်ပြောင်းလိုက်တော့မနော်အဲ့တော့ second ကျွန်တော်မိတ်ဆွေနေမှာရေးခြင်းနေဆိုရင်တော့ဒီမှာရေးလို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့နာမည်လေးရေးပြီးတော့မှကျွန်တော် sign up ဆိုပြီးနှိပ်လိုက်ရပြီเนาะကျွန်တော်တော့ skip လိုက်မယ်ခင်ဗျမရေးသေးဘူးเนาะဒါဆိုရင်တော့ကျွန်တော်တို့ TikTok ရပြီပေါ့နော်ကျွန်တော်အားဆိုရင်ကိုယ့်ရဲ့ရတော့ရသွားပြီဒါပေမဲ့ကျွန်တော်တို့ကိုယ့်ရဲ့ TikTok က Japan region ဟုတ်လားမဟုတ်လားဆိုတော့သိအောင်ကျွန်တော်ဒီမှာ profile ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်နော်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီဘေးနားကအဆက်ကလေး30ရှိတယ်ခင်ဗျဒီအဆက်ကလေး30ကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်အပေါ်ဆုံးကဟာလေးကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော်တို့အကောက် region ကကျွန်တော်ဂျပန်ဖြစ်နေတယ်เนาะဂျပန်ဖြစ်သွားပြီဒါဆိုရင်ကျွန်တော်တို့ဖွင့်တဲ့အကောက်ကအောင်မြင်တယ်ပေါ့เนาะဒါဆိုရင်တော့ဂျပန်အကောက်လေးရသွားပြီပေါ့เนาะတိတ်တော့မခတ်ဘူးခင်ဗျအလွယ်ကူပါတယ်ဒါကိုပတ်စံလေးကုန်ခံပြီးတော့ကျွန်တော်တို့ပြင်မှာသွားဝယ်တယ်တော့ဂျပန် region အကောက်ကိုအပြင်မှာသွားဝယ်တဲ့ခါကျပတ်စံတွေအများကြီးကုန်တယ်เนาะဟိုကျွန်တော်ဖွင့်ပြတဲ့ဟာလေးကိုကြည့်ပြီးတော့မိတ်ဆွေတို့အနေနဲ့အသုံးဝင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်